สวัสดีครับခုကျွန်တော်တင်ပြချင်တာကတော့ဒီ Visual account လုပ်နေပါတော့ဒီ Visual account လုပ်နေကိုကျွန်တော်ဒီ Explorer ကိုဝင်မယ်တစ်ချက်နေမယ်ဒီ Google ရဲ့ file ထဲမှာရောက်လာပြီဆိုရင် Visual ကို chat လို့ရတဲ့မယ်account Visual account A Visual account ရေးထည့်ပြီးတော့ enter the chat name now ဒီလို file မျိုးရလာပြီဆိုရင်အောက်ကိုချက်ကြည့်မယ်ဒီ new account free video chat Visual ကို chat ကိုတစ်ချက်နေမယ်ကိုပြည့်မဲ့ကိုသွင်းမဲ့ကိုပြည့်မဲ့နာမည်ကိုဘယ်လိုပဲပေးလို့ရပါတယ်ဒါဆိုရင်come cherry ဒီမဲ့ပြီးလို့တော့ဘယ်သူ Gmail ကိုပဲထည့်လို့ရတယ်သူ Gmail ကိုပြီးရင်ထည့်လို့ကို Gmail ထည့်လို့လည်းရတယ်နော်ပြီးရင်ဒါ password ကိုထည့်မယ်ပြီးရင်ဒါမင်းလာယောက်ျားလာရေးမယ်မင်းကလေးယောက်ျားလာမယ်ဒီခုကမင်းကလေးဆိုတော့ female ကိုရေးမယ်နောက်ဒါနိုင်ငံကိုရေးမယ်မင်းနိုင်ငံမှာနေလဲမြန်မာနိုင်ငံလားထိုင်းနိုင်ငံလားဆိုရင်မျိုးမေးလိမ့်မယ်သူကိုချက်တဲ့နိုင်ငံထည့်လို့ရတယ်နော်ထိုင်းနိုင်ငံပဲထည့်မယ်ပြီးရင်ဒါမြို့ဒါသူနေတဲ့မြို့နာမည်ပေါ့နောက် agree မှချိပေးမယ်ပြီးတော့ register လို့ပေးလိုက်ပြီ register ဒီကောင်မရသေးဘူးထင်တယ်ဒီကောင်စမ်းကြည့်လိုက်မယ်နော်ဒါလည်းပြီးစိမ့်တော့ပြီးစိမ့်ရောက်ရတော့ပြီ register နေမယ်ဒါမရသေးဘူးနော်ဒါမရသေးဘူးပြောင်းပါgmail.com ဒါစိမ့်တော့ရတယ်ပြီနော်ဒါလည်းစိမ့်တော့ပြီဒါရတယ်ပြီပြီးတော့နိုင်ငံ cherry ပြီးရင်ဒါမှချိပေးမယ်ပြီးရင် register ဒါဆိုရင်Visual account ခုတော့ရတော့ပြီနော်ဒီအောက်ကကိုဖြည့်စရာမလိုတော့ပါဘူးဒီကောင်ကပေးပြလိုက်ရပါတယ်ဘာမှမဖြစ်ဘူးပေးပြလိုက်ရတယ်နောက်ဝင်ကြည့်လိုက်မယ်နော်ဒါကျွန်တော်စားတယ်ပြန်ထည့်လိုက်မယ်ဆက်လို့ဒါ log in ခုနနာမည်ရေးထည့်လိုက်မယ်နိုင်ငံ cherry CXERY no သူရဲ့ password ပြီး enter ဒါဆိုရင်ရတာပဲနော်သူရဲ့ Visual account မှာဒါ online ပေါ်မှာရှိနေတဲ့သူတွေဒါကတော့ online ပေါ်မှာရှိနေတဲ့သူတွေရဲ့မရှိတဲ့သူရဲ့ရောနေတာပေါ့ဒီ add new ဆိုတာကိုယ့်ရဲ့တငယ်ချင်းနာမည်ကိုရိုက်ထည့်လိုက်တာပြီးရိုက်ထည့်ပြီးသူ add လို့နေလိုက်ရတော့နော်ဒါတငယ်ချင်းတွေပါရုပ်ပုံတွေပဲကြည့်လို့ရပြီနော်ဒါပြန်ထည့်တာပေါ့ log off ပြီး yes ဒါ Visual account လို့နေပေါ့နော်အဲ့ဒါပါပဲခင်ဗျာครับสวัสดีครับမင်္ဂလာပါ